ရတော့အဆက်ဖြစ်တဲ့ဆက်ဖြစ်တဲ့ နောက်တက်ပြီးတော့ပြန်ပြီးတော့ထပ်ပြောမယ်အဲ့ဒီနောက်အနေနဲ့ပတ်သက်ပြီးတော့ရှင်းပြီးသွားပြီ pronoun အနေနဲ့ပတ်သက်ပြီးတော့ pronoun ၃မျိုးရှိတယ်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင် subject pronoun object pronoun နဲ့ possessive pronoun ဖြစ်တယ် subject pronoun မှာဘာတွေပါလဲဆို I me you they he she it ဖြစ်တယ် object pronoun မှာကြတော့ object pronoun မှာ me you are him her it us them လို့ဖြစ်တယ်နောက်တစ်ခါကျတော့possessive pronoun ကကြတော့ဘာတွေလဲဆိုလို့ရှိရင် my your yours his hers it's our theirs ဖြစ်တယ်John lost her ring ဒီစာတမ်းမှာကြည့်မယ်ဆိုရင် John ကသူမဆိုတော့ main ကလေးဖြစ်တော့ subject pronoun her ဆိုတော့ main ကလေးဆိုတော့ her နဲ့သုံးတယ် her ကို object pronoun အနေနဲ့ပြန်သုံးတယ်ပြီးတဲ့အခါနောက်စာကြောင်းမှာ it is very expensive ဆိုတဲ့နေရာမှာ ring ကလက်စုပ်က object pronoun မှာရှိနေတယ် object မှာ ring က pronoun အနေနဲ့ရှိနေတယ်ဒီဘက်ကိုကူးသွားတဲ့အခါကျတော့စာကြောင်းထိပ်ကိုရောက်တော့ ida နဲ့အစားသွင်းထားတာ subject pronoun ပြန်ဖြစ်သွားတယ်နောက်က John come home John ကနေပြီးတော့ John ကနေပြီးတော့အိမ်ကိုပြန်လာခဲ့တယ်အဲဒီက John က subject pronounဖြစ်တယ် he was very worried ဆိုတဲ့နေရာမှာ John ကို she ဆိုပြီးစားသွင်း John and his sister found for it ဆိုတဲ့နေရာမှာ John နဲ့ her sister ကကြတော့သူတို့ညီမနှစ်ယောက်ဆိုတဲ့ John က noun ဖြစ်တယ် her sister က process သူ့ရဲ့ပိုင်ဆိုင်မှု noun ဖြစ်ပြီးတဲ့အခါမှာ found for it ဆိုတာက ida ကကြတော့လက်စုပ်ကိုပြန်ရှာတာဖြစ်တဲ့အတွက် it ကကြတော့ဗာလဲဆိုရင်object pronoun ဖြစ်တယ်အဲ့ဒါကမနေ့ကဟာတဲ့အဆက်တီဖြစ်